ကျွန်တော်တို့ရဲ့ဒီနေ့ intellectual talk အစီအစဉ်ကိုအခုလိုမျိုးကြွားရောက်ပြီးတော့အားပေးချီးမြှင့်ကြတဲ့ပရိသတ်များနဲ့ရုံးမြင့်တန်ကြားကြီးပရိသတ်များအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာကြပါတယ်။တည်တင်တည်ထိုက်တဲ့နယ်ပယ်အသီးသီးကဏ္ဍအစုံစုံကအကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ intellectual talk ဆိုတဲ့အစီအစဉ်ကနေပြီးတော့အပတ်စဉ်ဆွေးနွေးတင်ဆက်ပေးနေဖြစ်ပါတယ်။ဒီအစီအစဉ်ကနေပြီးတော့ကျွန်တော်ပြီးခဲ့တဲ့တပတ်တွေတုန်းကခေါင်းစဉ်အမျိုးမျိုးနဲ့ပညာရှင်အမျိုးမျိုးကလာရောက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးခဲ့ပါတယ်။အဲ့တော့ဒီနေ့အစီအစဉ်ကနေပြီးတော့ပရိသတ်များအတွက်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လူစွမ်းအားအရင်းမြစ်ကဏ္ဍ၏အရေးပါမှုဆိုတဲ့ခေါင်းစဉ်အောက်မှာပါဝင်ဆွေးနွေးတင်ဆက်ပေးဖို့ပညာရှင်တူကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်။မိတ်ဆက်ပေးပါစီခင်ဗျာ။ဒီနေ့အစီအစဉ်ကနေပြီးတော့ပရိသတ်အတွက်ဆွေးနွေးတင်ဆက်ပေးမယ့်ပညာရှင်ကတော့ဆရာဦးမျိုးမြတ်သူနဲ့အတူတူ MHR ဆရာဦးရေးကျော်ဖြစ်ပါတယ်။အဲ့တော့ဆရာတို့ကနေပြီးတော့ဒီနေ့ intellectual talk အစီအစဉ်ကနေနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လူစွမ်းအားအရင်းမြစ်ကဏ္ဍ၏အရေးပါမှုဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဗဟုသုတတွေကိုဆွေးနွေးပြောပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်လိုအကြောင်းအရာတွေပါဝင်လဲဆိုတာကျွန်တော်တို့အတူတူကနားထောင်ကြည့်အောင်ပါခင်ဗျာ။ချစ်ခင်လေးစားပါတော့ MRTV4 ရုံးမြင့်တန်ကြားပရိသတ်များနဲ့ကြွားလာကြတဲ့ဧည့်သည်တော်များခင်ဗျာ။အားလုံးမင်္ဂလာပေါင်းနဲ့ခံကြောင်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ကျွန်တော်တို့ဒီကနေ့ဆွေးနွေးမဲ့လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးမှုဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးပြောချင်တာလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီလူစွမ်းအားအရင်းအမြစ်ဆိုတဲ့စကားလုံးဟာကျွန်တော်တို့ခေတ်စားလာတာကျွန်တော်ထင်ပါတယ်ဆယ်စုနှစ်နှစ်ခုစာလောက်တော့မရှိသေးပါဘူး။အဲ့တော့ကျွန်တော်တို့ဒီ1988ခုနှစ်မတိုင်ခင်ရဆိုလို့ရှိရင်ဒီလူစွမ်းအရင်းအမြစ်ဆိုတဲ့စကားလုံးဟာကျွန်တော်တို့သိပ်ပြီးတော့မရင်းနှီးဘူးသိပ်ပြီးတော့မတွင်ကျယ်ခဲ့ပါဘူး။ဒီစကားလုံးတွင်ကျယ်လာတာဟာ1990နောက်ပိုင်းလောက်ကမှစပြီးတော့တွင်ကျယ်လာတဲ့စကားလုံးတစ်လုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ1988မတိုင်ခင်ကကျွန်တော်တို့ socialist ခေတ်မှာကျွန်တော်တို့ပုဂ္ဂလိကပိုင်းလုပ်ငန်းဆိုတာမရှိသလောက်ရှားပြီးတော့အားလုံးဟာပြည်သူပိုင်းလုပ်ငန်းတွေဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဆိုရဌာနတွေလုပ်ငန်းတွေမှာပဲဒီလူစွမ်းအားအရင်းမြစ်တွေရှိခဲ့ပြီးတော့ပြင်ပမှာတော့ရှားပါခဲ့တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကုမ္ပဏီလုပ်ငန်းတွေထွန်းကားလာတဲ့ခါကျတော့ကျွန်တော်တို့မှာအများကြီးဒီလူစွမ်းအရင်းမြစ်တွေလိုအပ်နေတာကိုတွေ့ခဲ့ရပါတယ်။နောက်တစ်ခုကတော့ဒီစီမံခန့်ခွဲရေးပညာရှင်တူကပြောမှုပါတယ်။သူကဘာပြောလဲဆိုတော့နိုင်ငံတနိုင်ငံမှာဒီတယံဇာတစွမ်းအရင်းမြစ်တွေဘလောက်ပဲကျွယ်ဝချမ်းသာနေအဲ့ဒီတိုင်းပြည်ကချမ်းသာခြင်းမှာချမ်းသာတာပါတဲ့။တယံဇာတတွေပေါ်ကျွယ်ဝတိုင်းကျွန်တော်တို့မချမ်းသာပါဘူး။ချမ်းသာတဲ့နိုင်ငံမဖြစ်ပါဘူး။ဒီနေ့ကမ္ဘာမှာတယံဇာတကျွယ်ဝပြီမဲ့ဆင်းရဲနေတဲ့နိုင်ငံတွေအများကြီးရှိပါတယ်။အဲ့တော့တကယ်နဲ့နိုင်ငံတနိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့ချမ်းသာကြွယ်ဝဖို့ဆိုတာလူစွမ်းအရင်းမြစ်တွေဖွံ့ဖြိုးတိုးတက်မှာပါလေချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်မှာပါ။ဒါကြောင့်မလို့ဒီကနေ့ဒီလူစွမ်းအရင်းမြစ်ဖွံ့ဖြိုးမှုပညာရှင်လည်းဖြစ်တဲ့နောက်တစ်ခါ MHR ရဲ့ကျောင်းကြီးလည်းဖြစ်တဲ့ဦးအေးကျော်ကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့ဟောပြောပူချခြင်းပဲဖြစ်ပါတယ်။ဆရာဟောပြောပေးပါခင်ဗျာ။ဟုတ်ကဲ့ပါ။အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ဒီ national development ပေါ့နော်လူစွမ်းအရင်းမြစ်နဲ့ national development နဲ့ဘယ်လိုပတ်သက်ဆက်နေတယ်လဲဆိုတော့အခြေအဆက်လေးကိုကျွန်တော်ဥစွာပြောလိုပါတယ်ဒီနိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလုပ်ယူတယ်ပေါ့သူက develop လို့ပြောလိုက်တဲ့ကိုကဟိုမရှိသေးတာကိုရှိအောင်လုပ်တဲ့သဘောပေါ့နော်အဲ့လိုလုပ်ယူတဲ့အခါမှာဘာကို acquire ရယူရတာပေါ့ acquisition ဆိုတာ acquire ရယူရတယ်လဲဆိုတော့ကျွန်တော်တို့က capability တွေကိုရယူရပါတယ်နော်မူလာတော့ကဟိုတဘာဝတန်ရဇာတတစ်မျိုးပဲရှိခဲ့တဲ့နိုင်ငံတဘာဝတန်ရဇာတတောင်ဘာမှမရှိတဲ့နိုင်ငံဘယ်လိုနိုင်ငံအမျိုးအစားပဲဖြစ်ဖြစ် national development အတွက် capability တွေကိုရယူရပါတယ်ဒီ capability ဆိုတဲ့စကားလုံးထဲမှာအစိတ်ပိုင်းနှစ်ပိုင်းပါပါတယ်တစ်ပိုင်းကတော့ infrastructure ပါနောက်တစ်ပိုင်းကတော့ human resource တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်ရင်လည်း infrastructure အားဖြင့်ပေါ့နော်ဟိုတစ်ခါတရံမှာမေ့လျော့နေတတ်တဲ့အချက်က human resource ပါပဲကျွန်တော်တို့မြန်မာနိုင်ငံကလူကြီးတန်း60ရှိတယ်စင်ကာပူနိုင်ငံက9တန်း6တန်းပဲရှိပါတယ်ဒါပေမဲ့ဟို quantitatively ကျွန်တော်တို့ကတာပါတယ် qualitatively မှာဒီ resource person ကကျွန်တော်တို့ကသူတို့ထက်ဟိုနည်းကောင်းနည်းနေနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကလူကရှိပြီးသားဆိုရင်ရှိတဲ့လူကို human resource ဒီ resource person အဖြစ်ရောက်အောင်ကျွန်တော်တို့က capability တွေရယူဖို့လိုပါတယ်เนาะဟိုခန္ဓာကိုယ် hardware တော့ရှိနေပါပြီကျွန်တော်တို့က software ဖြည့်တဲ့သဘောပါပဲဘာကြောင့်လဲဆိုတော့ဒီကျွန်တော် capability ကို define လုပ်တဲ့အခါမှာ infrastructure နဲ့ resources လို့
မပြောဘဲနဲ့ resource ထဲက one of the resource ဖြစ်တဲ့ human resource ကိုပဲပြောရတယ်။ဘာကြောင့်ဒါကို highlight လုပ်ပြီးပြောရတယ်လဲဆိုတော့ဒီ human resource တွေအခြားသော resource တွေဖြစ်တဲ့ financial resources ငွေအရင်းနှီး natural resources သဘာဝတန်ရာဇာတတွေတဲ့စာရင်သူဒီတစ်ခုတည်းသော unlimited potential ရှိလို့ပါအဲ့တော့ဟုတ်ပြီဒီ HR ရဲ့အရေးပါမှုပေါ့နော်အရေးပါမှုခုနကဆရာမင်းမြတ်သူပြောသွားသလိုပညာရှင်ကြီးတစ်ခုတယောက်ပြောခဲ့တဲ့အတိုင်းဒီလူတွေလည်းဖွံ့ဖြိုးတိုးတက်မှသာလေဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချမ်းသာတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ကလူကိုဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ကလုပ်ဖို့အရေးပါလာပြီဆိုတာပေါ်နေပါပြီအဲ့တော့ဒီ human resource ဖွံ့ဖြိုးတိုးတက်မှုအတွက်ကျွန်တော်တို့ကတောင်းဆိုမှုတွေရှိလာပါပြီတောင်းဆိုတဲ့နေရာမှာကျွန်တော်တို့ဒီနယ်ပယ်၄ခုကနေကျွန်တော်တို့ကတောင်းဆိုမှုတွေပြင်းထန်လာပါပြီ demanding ဖြစ်လာပြီပေါ့ပထမအဆုံးကျွန်တော်တို့က from government ပေါ့နော်ဒီနိုင်ငံတော်အစိုးရရှိကနေကျွန်တော်တို့ကတောင်းဆိုမှုတွေပေါ်လာပါတယ်ဒါကပထမနံပါတ်1ကတော့ a sense of urgency ပေါ့ဒါဘာကိုပြလဲဆိုတော့ဒီရုပ်ပစ္စည်းတွေ infrastructure တွေဖွံ့ဖြိုးတိုးတက်အောင်လမ်းတွေဆောက်တရားတွေဖောက်ဆယ်တွေတိဆောက်တာလည်းအရေးပါတယ်မှန်တယ်အဲ့ဒါလိုပဲသူနဲ့ဒန်းတူလူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအုံနဲ့ကျင်းနဲ့ national level campaign ကြီးတွေလုပ်ပြီးတော့လုပ်ဖို့လိုလာပြီဆိုတော့ sense ပေါ့အာယုံရဖို့အတိရဖို့လည်းကျွန်တော်တို့တောင်းဆိုလာပါပြီနောက်တစ်ချက်ကဒီတောင်းဆိုမှုကိုတုံ့ပြန်တဲ့အခါမှာ comprehensive ပြည့်စုံသောတုံ့ပြန်မှုပေါ့နောက်ပြီးတော့ determined response လိုပါတယ်ပြည့်စုံသောတုံ့ပြန်မှုဆိုရင်ဥပမာအဖြစ်ဒီကမ္ဘာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာဒီ sector alike scale council တွေရှိပါတယ်ကျွန်တော်တို့ရှိမှာအဲ့ဒါမရှိသေးဘူးအဲ့တော့ဒါကကျွန်တော်တို့ရဲ့ဒီလူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့အထဲမှာ comprehensive မဖြစ်သေးဘူးဆိုတာကိုကျွန်တော်တို့ပြတာပါဒါနိုင်ငံတော်ဘိုင်းကတောင်းဆိုမှုနောက်တစ်ခါ from individual ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်ချင်းစီရှိကလည်းဒီလူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုအရေးပါနေပြီဆိုပြီးတော့တောင်းဆိုမှုတွေလုပ်နေပါပြီဘာတွေကိုတောင်းဆိုတယ်လဲဆိုတော့နံပါတ်1ကဒီကိုတူတယောက်ချင်းစီဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတော့စိတ်ပိုင်းဖြတ်ချက်စုပ်ဖြတ်ချက် determination တွေလိုတယ်လုပ်တဲ့နေရာမှာလဲ commitment ပေါ့နော် commitment ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီ dedication ကော enthusiasm ကောအပါအဝင်တစိုက်မတ်မတ်စိတ်ရောကိုယ်ပါမြုပ်နှံပြီးလုပ်ဖို့လိုပါတယ်ကျွန်တော်တို့ယနေ့မြန်မာလူငယ်လူရွယ်လေးတွေကြည့်ရင်အားမလို့အားမရဖြစ်စရာလေးတွေရှိပါတယ်ဘွဲတစ်ခုလဲရပ်ပြီးတော့ရက်လိုက်တယ်ဆက်မသွားတော့ဘူးတဘောကလူတယောက်ဒီဘွဲတစ်ခုပဲယူရမည်လို့ကျွန်တော်ဥပဒေပုံမှန်တတ်မှတ်ချက်မရှိဘူးမိဘတွေကလည်းစိတ်မဆိုးပါဘူးအထက်အရာရှိကလည်းနောက်တစ်ဘက်ထပ်ယူလို့အပြစ်ပေးတာမျိုးမရှိပါဘူးအဲ့တော့ဒါဘာကိုပြလဲဆိုတော့ကျွန်တော်တို့လူငယ်လေးတွေဟာမိမိကိုယ်ကိုမိမှုဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့နေရာမှာ commit မဖြစ်သေးဘူးဆိုတာပြတာcommit ဖြစ်တယ်ဆိုရင် तू ကတစိုက်မတ်လုပ်ရမယ်ဆိုတော့ lifelong learning သွားတော့မှာအဲ့ဒါလေးလိုနေပါတယ်နောက်တစ်ချက်က accountability ပါနော်တင်ယူဖို့မိသားစုလိုက်ကိုဟာတားကြီးဖြစ်ရင်လည်းတားကြီးရဲ့တာဝန်ကြီးပြအောင်ပညာများတင်ယူတိုးတက်အောင်လုပ်ပြီးတော့ဒါကိုမိသားစုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ပြီးရင်ကိုယ့်ရဲ့ညီညီမတွေကိုပြန်တင်ပေးမယ်ငါမှနိုင်ငံသားတယောက်အနေနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာအတိုင်းအတာတစ်ခုထိလိုပါတယ်เนาะနောက်တစ်ချက်ကကျွန်တော်တို့ဒီstakeholders ပေါ့ stakeholders လို့ပြောရင်ဒါလူအဖွဲ့အစည်းမှာရှိတဲ့အဖွဲ့အစည်းအားလုံးပေါ့ဥပမာအဖြစ် NGO တွေပါနိုင်တယ်ဘာသာရေးတာရေးနာရေးအဖွဲ့အစည်းတွေပါနိုင်ပါတယ်အဲ့ဒီအဖွဲ့အစည်းတွေရှိကလည်းတောင်းဆိုမှုတွေရှိနေပါပြီအဲ့ဒါဘာလဲဆိုတော့ collective will ပေါ့เนาะဒါအားလုံးရဲ့တညီတညွတ်တဲသောစုပေါင်းဆန္ဒနောက်ပြီးတော့ဒီဟာကိုလုပ်မယ်ဆိုတော့ purposeပေါ့ဘာလို့လုပ်မှာလဲဆိုတော့ဒီလူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ငါတို့ရဲ့ကြာယာကန္တစိတ်ပိုင်းကနေလုပ်မယ်ဆိုတော့စိတ်ဆန္ဒဒီဒါတွေကိုလည်းတောင်းဆိုနေပါပြီနောက်ဆုံးတစ်ခုကကျွန်တော်တို့ဒါပုဂ္ဂလိကကုမ္ပဏီတွေအသင်းအဖွဲ့တွေရုံးတွေပြောတာပါ enterprise လို့လည်းပြောလို့ရတယ် organization လို့လည်းပြောလို့ရတယ်ဒီကုမ္ပဏီတွေအဖွဲ့အစည်းတွေကလည်းသူတို့မှာရှိထားတဲ့ခန့်ထားတဲ့ဝန်ထမ်းတွေကိုဒီထက်မြက်ထူးချွန်ပြောင်မြောက်တဲ့เนาะတိုးတက်တဲ့လူသားတွေဖြစ်အောင်တစိုက်မတ်လုပ်မယ်အားကျိုးမှန်တဲ့လုပ်မယ်ဆိုတော့ commitment စိတ်ရောကိုယ်ပါမြုပ်နှံမှုတွေလိုလာပြီဒီနေရာမှာဘာတွေစိုက်ထုတ်ရမလဲဆိုတော့ဒီ time လို့ investment တွေလုပ်ရတော့မယ်သင်တန်းပေးရမယ်လေ့ကျင့်ပြုစုပြောထောင်ပေးရမယ်ဒီနေရာမှာကျွန်တော်တခုနှစွန်နှဖျားကြားတဲ့သတင်းလေးတချို့ကိုကျွန်တော်ပြန်လဲတခုဆွေးနွေးလိုပါတယ်သင်တန်းပေးလိုက်လို့တော်သွားတတ်သွားရင်ဒီဝန်ထမ်းထွက်သွားလိမ့်မယ်ဆိုတာကိုပူတဲ့အလုပ်ရှင်တချို့နည်းနည်းပါးပါးရှိတယ်လို့သိရပါတယ်ဒါကိုတော့ကျွန်တော်အနေနဲ့ရဲရဲကြီးအာမခံလို့ပါတယ်ဘာလို့လဲဆိုတော့ဒီတိုးတက်သွားတဲ့လူငယ်လေးတစ်ယောက်ကဒီအဖွဲ့အစည်းကိုရောက်လို့တိုးတက်တယ်ဒီကုမ္ပဏီက
တင်ပေးတဲ့ပညာနဲ့ငါဒီဘဝရောက်လာတယ်ဆိုတဲ့ကျေးဇူးတည်တတ်မှုဟာအတိုင်းအတာတစ်ခုတည်းရှိပါတယ်ကျွန်တော်တို့ HR ပညာမှာ retention လို့လည်းခေါ်ပါတယ် retention strategy တစ်ခုချလို့ရှိရင်သူကထွက်မသွားပါဘူးပင်စင်ယူတဲ့အထိမိမိရှိမှပဲမြင်အောင်လုပ်တဲ့နည်းတွေရှိပါတယ်ဒါတစ်ချက်ပါနောက်တစ်ချက်ကတင်နန်းပေးလိုက်ရင်ထွက်သွားမှာစိုးတယ်ဆိုပြီးမပေးဘဲနေတော့မယ်ဆိုရင် update မဖြစ်တဲ့အုံနောက်အဟောင်းကြီးတွေနဲ့ဆိုတော့1980ကကွန်ပျူတာတက္ကသိုလ်ကဘွဲရခဲ့ရင် तू က DOS နဲ့ကြောင်းပြီးခဲ့တာပါ Windows ကို तू မသိခဲ့ပါဘူးအဲ့တော့ဒီ antivirus တွေတောင်နေ့တိုင်း update လုပ်ရတယ်ဆိုရင်လူရဲ့အုံနောက်ကလည်းနေ့တိုင်း update လုပ်ရတယ်အဲ့တော့ကိုကထွက်တော့မှဆိုလို့ဘာမှမဖြည့်ဆည်းပေးဘူးဆိုရင်အုံနောက် update မဖြစ်တဲ့အယူအဆအဟောင်း formula အဟောင်း theory အဟောင်းနဲ့နေတဲ့လူကိုပဲဥဆောင်ပြီးတော့သူတို့ကိုပဲခံထားပြီးတော့ဒီလူတွေနဲ့ပဲတစ်သက်လုံးဆက်ပြီးခရီးသွားတော့မှာလားဆိုတဲ့မေးခွန်းလေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ human resource ရဲ့အရေးပါမှုကနေကုမ္ပဏီတွေလုပ်ငန်းတွေ enterprise တွေ organization တွေကို demand တောင်းဆိုနေတဲ့အချက်ကတော့ကိုယ်မှာရှိတဲ့ resources တွေတဲကလူသားဆိုတဲ့ဝန်ထမ်း resources ကိုတိုးတက်ဖွံ့ဖြိုးအောင်เนาะလုပ်ဖို့လူငွေအချိန်အနည်းငယ်တော့ကျွန်တော် site ထုတ်ဖြည့်ဆည်းပေးဖို့လိုပါတယ်ဆိုတာကိုတောင်းဆိုနေပါတယ်အဲ့တော့ဒီနေရာမှာဘာတွေဖြည့်ဆည်းပေးမှာလဲဆိုတဲ့နေရာမှာကျွန်တော်တို့အခုကဘာမှာခင်မီလာတဲ့စကားလုံးနောက်ဆုံးပေါ်စကားလုံးလေးကတော့ competency လို့ပြောပါတယ်ရခင်တုန်းကကျွန်တော်တို့ကြားဘူးတဲ့ skill တို့ skillful တို့ဖြစ်တယ်ဆိုတာထက်သူကနည်းနည်းလေးပြည့်စုံပါတယ်အဲ့တော့ဒီ management scientist တွေကနော်လူသားတွေဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုရင်တဦးချင်းစီတော်၎င်းအဖွဲ့အစည်းတစ်ခုနဲ့တော်၎င်းနိုင်ငံတော် level မှာတော်၎င်းလုပ်မယ်ဆိုရင် competency requirement ၄မျိုးလောက်ရမယ်လို့သူတို့ဆိုပါတယ်နံပါတ်1ကတော့ technical competency တနည်းအားဖြင့်ပြောရင်စီးကူးတဲ့ပညာ engineering ပညာ accounting ပညာနောက်ပြီးတော့ဒီcomputer programming ပညာဒါတွေက technical competency ပါဒါကိုလည်းဖြည့်ဆည်းရပါမယ်နောက်တစ်ချက်က managerial competency ပါဆိုလိုတာသူ programming ပညာကိုအရန်တိုက်ရင်တကယ်တော်တဲ့ programmer ဖြစ်ပါမယ်သို့တော့ project manager software project development manager software development manager လုပ်တော့မယ်ဆိုရင်မိမိလက်အောက်က programmer 4-50 ယောက်ကိုစီမံခန့်ခွဲအုပ်ချုပ်ရတဲ့စီမံခန့်ခွဲမှုဆိုင်ရာပညာတွေလိုလာပါတယ်သူကျွမ်းကျင်ပိုင်နိုင်ခဲ့တဲ့ programming ပညာတစ်ခုတည်းနဲ့ဒီ software department ကြီးကိုသူအုပ်ချုပ်လို့မရတော့ပါဘူးနောက်တစ်ချက်က human skill နဲ့ပတ်သက်တာဒါကတော့ပေါင်းသင်းဆက်ဆံရေးလူမှုဆက်ဆံရေးကျွန်တော်တို့အပြင်မှာတွေ့ရတာကimmediate တော်တဲ့အတတ်ပညာကျွမ်းကျင်တဲ့ပုံကိုယ်ကြီးတချို့ဟာပေါင်းသင်းဆက်ဆံရေးမှာတော်တော်လေးအားနည်းတာတွေတွေ့ရပါတယ်ဒီပေါင်းသင်းဆက်ဆံရေးလူမှုဆက်ဆံရေးဒီ communication skill တို့ interpersonal skill တို့ human skills တို့ဖြည့်ဆည်းပြီးရင်နောက်ဆုံးအဆင့်နဲ့ဒီ conceptual skill ဆိုတာ conceptual competency ဆိုတာလိုတယ်လို့ management scientist တွေကဆိုလာပါပြီ conceptual မှာတော့ဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ planning ပေါ့ရှေ့ကိုဘယ်လောက်ထိမြင်တယ်လဲပေါ့တာမန်အဖြစ်တော့မနေ့ပြန်ရောင်းအားယနေ့ရောင်းအားနဲ့နောက်တစ်လရောင်းအားကိုပဲကြည့်ကြတာပဲဒါပေမဲ့ဒီ strategic thinking စဉ်းစားနိုင်တဲ့ကုမ္ပဏီပိုင်ရှင် MD တယောက်ဆိုရင်နောက်15နှစ်10နှစ်ထိလည်းကြည့်ပါတယ်တချို့ကတော့နောက်3နှစ်လောက်ထိ4နှစ်လောက်ထိကြည့်မယ် after ဝင်ပြီးတဲ့အခါမှာငါတို့ကုမ္ပဏီဘယ်လိုဖြစ်မလဲ AEC ASEAN Economic Community စတဲ့2015မှာဒီ free flow of investment free flow of skill labor ဆိုတဲ့တတ်မှတ်ချက်အရာငါတို့ကုမ္ပဏီဘာထိခိုက်နိုင်လဲအဲ့ဒီအတွက်ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲကြိုတင်ပြင်ဆင်ထားရတယ်ဆိုရင်ကျွန်တော်တို့အကြမနာနိုင်ပါဘူးတာညင်တာလေးပဲထိခိုက်နိုင်ပါတယ်အဲ့လောက်ထိတွေးနိုင်တာစဉ်းစားနိုင်တာတွေကဒါ conceptual skill နဲ့ဆိုင်ပါတယ်အဲ့တော့ဒီလူသားတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်တဦးချင်း level အဖွဲ့အစည်း level နိုင်ငံတော် level မှာဒီ competency ၄မျိုးကိုဖြည့်ဆည်းပေးဖို့လိုတယ်လို့ management scientist တွေကပြောလာပါပြီအဲ့ဒီအချိန်မှာဒီ educational psychologist ဆိုတဲ့ပညာရှင်အုပ်စုကလည်းဗာပြန်ပြောလဲဆိုတော့ဟုတ်ပြီဒီ technical competency တစ်ခုချင်းစီ managerial competency တစ်ခုချင်းစီ human competency နော် conceptual ဒီ competency ၄ခုစီမှာတစ်ခုချင်းစီမှာသူနဲ့ဆိုင်တဲ့ဒီ attitude တွေ skills တွေ knowledge တွေလည်းလိုပါတယ်ဒါကိုလည်းဖြစ်ရမယ်လို့ပြောပါတယ်ဒီနေရာမှာကျွန်တော်အနည်းငယ်ရှင်းပြချင်တာကဒီ accounting ပညာကိုသင်လိုက်လို့သူဟာ accounting profession ဆိုတဲ့ဒီပညာရပ်အပေါ်မှာထားတဲ့သူ့ရဲ့ attitude လည်းလိုပါတယ်ဒီအလုပ်ခွင်မှာတချို့အလုပ်ခွင်တွေမှာတွေ့ရတာ
skill နိုင်လို့ competency မရှိလို့ဖြစ်တဲ့ပြဿနာမဟုတ်ပဲ attitude အားနည်းလို့ဖြစ်တဲ့ပြဿနာလေးတွေလည်းတွေ့ရတော့ educational psychologist တွေကတော့ဒါကိုလည်းဖြည့်ဆည်းရမယ်ဒါမှသာလေပြည့်စုံသောဒီ human resource person တွေရမယ်လို့ဆိုလိုပါတယ်ကျွန်တော်တို့အစောပိုင်းကတော့ဘွဲတွေများယုံ diploma လက်မှတ်များယုံ certificate တွေများယုံပဲကျွန်တော်တို့စူးစမ်းမိပါတယ်ဒီ soft factors ဖြစ်တဲ့ဒီ attitude တို့ personalities တို့ဒါလေးတွေလည်းဖြည့်ဆည်းဖို့လိုလာပါတယ်အဲ့တော့ကျွန်တော်ဒုတိယပိုင်းအနေနဲ့ဒီ universal truth လေးတစ်ခုပြောလို့ပါတယ်ဒါကတော့အားလုံးသိတဲ့အတိုင်း cause and effect ဆိုတဲ့ဒီအကြောင်းအကျိုးဆက်ဆက်မှုပါမိုးမိတယ်ဆိုတာအကြောင်းရင်းပါနှာစီးတယ်ဆိုတာအကျိုးပါဒါကျွန်တော်တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားကလည်းဒါတရားတော်မှာဆုံးမခဲ့ပါတယ်အဲ့တော့ဒီလူသားတွေဖွံ့ဖြိုးတိုးတက်မှုအတွက်ဒီကြောင်းကျိုးဆက်ဆက်မှုနဲ့ဘယ်လိုဆိုင်တယ်လဲဆိုရင်နံပါတ်1ကကျွန်တော်တို့အကြောင်းရင်းတစ်ခုပေါ့အကြောင်းရင်းမှာဒီလူတစ်ယောက်ချင်းစီကကိုယ်မှာ strong input ပေါ့ရှိတယ်ဆိုရင်ဆိုလိုတာ strong learning ရှိခဲ့တယ်ဆိုရင်အကျိုးအဖြစ်သူဟာ good output or good performance ရပါတယ်ဆိုလိုတာပညာပြည့်ဝဝသင်ခဲ့တယ်ဘွဲတွေရတယ်သင်တန်းတွေတက်တယ် diploma တွေရတယ် experience တွေရှိတယ်ဒါဟာသူ့ရဲ့ကောင်းမွန်သောခိုင်မာသောပြည့်ဝသော input ဖြစ်တယ်အဲ့ဒီ input ဆိုတဲ့အကြောင်းရင်းကြောင့်ဒီသူဟာသူ့လောက်ပညာမပြည့်ဝတဲ့သူ့လိုသင်တန်းမတက်ထားတဲ့သူထက်စာရင်သူ့ရဲ့ performance လုပ်ရည်ကိုင်ရည်ကတာပါတယ်အဲ့တော့ဒီ output ကောင်းခြင်းလူတစ်ယောက်ရဲ့ performance လုပ်ရည်ကိုင်ရည်ကောင်းခြင်းသည်အကျိုးသက်ရောက်မှု effect ဖြစ်တယ်လို့သူဟာ as well as เนาะတစ်ဖက်ထဲမှာပဲတစ်ချက်ထဲမှာပဲသူဟာcause ဆိုတဲ့အကြောင်းရင်းလဲတော့ဖြစ်ပါတယ်လုပ်ရည်ကိုင်ရည်ကောင်းခြင်းကဘာအတွက်အကြောင်းရင်းလဲဖြစ်တယ်လဲဆိုတော့ဒီဘက်ကနောက်ဆုံးအကွက်ဖြစ်တဲ့လစာဒီကောင်းခြင်းဒီယာဒူးကောင်းခြင်းအောင်မြင်ခြင်းဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ဟာမျိုးကိုလည်းတွားပြီးတော့ဖြစ်စေပါတယ်ဒီ universal truth နောက်တစ်ခုက resource တွေထဲမှာ human resource တွေဘာကိုလုပ်ပေးနိုင်လဲဆိုတော့ဒီ productivity ကိုတက်အောင်သူကလုပ်ပေးနိုင်ပါတယ်နောက်တစ်ချက်က quality ပါเนาะ quality ကိုစက္ကရိယာတွေကတိုင်းတာတယ်ဆိုပေမဲ့လူကပဲအဆုံးဖြတ်ပေးတာပါနောက်တစ်ချက်က cost ကိုတက်တာအောင်လုပ်တာပါဒီ cost ဆိုတဲ့လို့ပြောရင်၃မျိုးရှိပါတယ်ငွေဆိုတဲ့ money ရယ် time ဆိုတဲ့အချိန်ရယ်လူရဲ့လုပ်အားစိုက်ထုတ်တဲ့ effort ရယ်အဲ့ဒီ၃ခုကိုရော့ကြအောင်လူကပဲလုပ်နိုင်ပါတယ်နောက်တစ်ချက် value ကိုတိုးအောင်လူကပဲလုပ်ပါတယ်ကျွန်တော်တို့ကျွန်းသစ်တွေကိုအလုံးလိုက်ရောင်းတာကနေပါကေးလုပ်တဲ့ပညာတတ်လို့ပါကေးလုပ်ပြီးမှရောင်းရင်ကျွန်တော်တို့က value added ဖြစ်တဲ့အတွက်အစပေါင်းများစွာရောင်းရငွေกว่าပါတယ်ဒါတွေအားလုံးရဲ့မူလအရင်းမြစ်အခြေခံကလူသားပဲဖြစ်ပါတယ်အဲ့ဒီမှာဒီ input output process ရာဘယ်လို input တွေရှိလဲဆိုတာကျွန်တော်ဆက်ဆွေးနွေးရမယ်ဆိုရင် input 3မျိုးရှိပါတယ်နံပါတ်1 input ကတော့တစုံတစ်ယောက်သောသူရှိမှာတပည့်ခံပြီးတော့လေ့လာသင်ယူတာစီးပူးတာပေါ့ studying လို့ခေါ်ပါတယ်နံပါတ်1က formal ပေါ့ formal မှာကျွန်တော်တို့ education ပါပါတယ် education မှာ school ဆိုပြီးတော့၄တန်းပဲအောင်တဲ့လူငယ်လေးရှိတယ်၈တန်းအောင်တဲ့လူငယ်10တန်းအောင်တဲ့လူရှိတယ် college second year လောက်ထိတက်တာရှိတယ် university ဘွဲရတာရှိတယ်ဘွဲမရတဲ့လူငယ်နဲ့ဘွဲရတဲ့လူငယ်ဒီဘွဲကိုဘယ်လိုပဲအထင်သေးသေး absorption power กว่าပါတယ်အလုပ်လျှောက်ရင်လည်းဘွဲရများတာလျှောက်ထားနိုင်သည်ဆိုတဲ့ယာဒူးကို10တန်းပဲအောင်တဲ့လူငယ်လေးကရှောက်လို့ကိုမရပါဘူးเนาะဒါက formal နီးနဲ့ကိုယ့်ကိုယ်တည်းကိုပညာတွေ input ထည့်တာပါဒုတိယနီးက informal ပါ informal မှာတော့ training ပါပဲเนาะဒီတက္ကသိုလ်ကျောင်းစာမှာအကြောင်းကြောင့်မသင်ခဲ့ရတဲ့ပညာရပ်တွေကို training ကရရှိနိုင်ပါတယ်ဒီကမ္ဘာမှာလစာအကောင်းဆုံးဆိုတဲ့လေရင်မှုတို့ဒီစတိုးနာတို့ traders တို့ရဲ့စဖုံမှုကြီးဟာဒါ GM နီးပါးလစာရပါတယ်သူတို့တွေကဒါသင်တန်းကနေရတာပါတက္ကသိုလ်ကဘွဲ့မဟုတ်ပါဘူးအဲ့ဒါလိုပဲ seminars တွေ workshop တွေ training တွေရှိပါတယ်အဲ့ဒါတွေကိုတွားတက်လို့ရှိရင်လေမိမိဒီသင်တန်းဒီ seminar မတက်ခင်ကမရှိထားနဲ့အသိဉာဏ်ဘုသူတအသိပညာတွေကအုံနောက်ထဲကိုဝင်ရောက်ရရှိပါတယ်ဒါ input ရဲ့လမ်းကြောင်းတစ်ခုပါနောက်တစ်ခုကတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်း၈ယောက်ပါဒါကျွန်တော်ရဲ့ကိုတွေ့ရှိချက်ပါ၈ယောက်ထဲမှာနံပါတ်1ကအဖိုးနံပါတ်2ကအဖွားပါနံပါတ်3နဲ့4ကအဖေနဲ့အမေပါ9နဲ့6ကဦးလေးနဲ့အတော်9နဲ့10ကအကိုနဲ့အမပါအဲ့ဒီ10ယောက်ရှိကနေကိုဟာတပည့်ခံပြီးတင်ယူလို့ရပါတယ်အဲ့တော့ဒီနေရာ3နေရာကနေတင်ယူထားတဲ့လူဟာ input ကောင်းတဲ့လူဖြစ်ပါတယ်ဒါဆိုရင် cause and effect formula ရသူဒီ output ကောင်းတော့မှာဖြစ်ပါတယ်ဒုတိယ input ကတော့ reading ဖြစ်ပါတယ်
ကျွန်တော်တို့မြန်မာနိုင်ငံကလူကြီးတန်း60ရှိပေမဲ့စာဖတ်အားမှာတော်တော်နည်းနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီစာဖတ်အားရဲ့အကျိုးကျေးဇူးကိုကျွန်တော်တို့ဒီကဘာမှာ Bill Gates တို့နောက်ပြီးတော့ကျွန်တော်တို့ဒီ Steve တို့ကလည်းပြခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဒီနိုင်ငံကုန်ရှောင်ဖြစ်တဲ့ဒီဥတန့်ဆိုရင်လည်းဒါဟိုတက္ကသိုလ်ဒုတိယနှစ်ထိပဲနေခဲ့ရပါတယ်သူဘွဲမရခဲ့ပါဘူးကျွန်တော်တို့ချစ်ကြောက်ယူသည်လေးစားကြည်ညိုရတဲ့ဆရာကြီးဥတုခတို့ဆိုရင်လည်းဒါ10နှစ်သားလောက်သူများတကာတွေចောင်းစာပဲဖတ်နေတဲ့ချိန်မှာအပြင်စာတွေဖတ်ပြီးတော့သူတို့ရဲ့အုံနောက်ထဲကိုအတတ်ပညာရပ်ပေါင်းဟိုအသိပညာပေါင်းမြောက်များစွာဖြည့်ဆည်းတာဟာဒါ input ဆိုတဲ့လမ်းကြောင်းပါအဲ့တော့ဒီဥတန့်တို့ဆရာကြီးဥတုခတို့ဆရာဟိုမောင်စုဆန်းတို့ခေတ်တုန်းကမပေါ်ခဲ့တဲ့ internet ကိုကျွန်တော်တို့လူငယ်တွေကပေါ်နေပါပြီ internet မှာ website တွေများစွာရှိတယ် blog တွေများစွာရှိတယ်အဲ့ဒါကိုဖတ်ချင်းပေါ့တရက်ကိုတနာရီ internet ကြည့်မယ်ဟိုတနာရီကို internet cafe မှာ blog မှာမပြေးရပါဘူးပတ်စံရကနန်းလက်ဖေးကိုပဲကုန်ပါတယ်ဒီကနေလဲကျွန်တော်တို့ input အနေနဲ့ကျွန်တော်တို့ရဲ့မသိသေးတဲ့အတတ်ပညာတွေဖြည့်လို့ရပါတယ်နောက်တစ်ခုကအလုပ်လုပ်ခြင်းပါပဲဒါကျွန်တော်ကိုတွေးပါကျွန်တော်နဲ့အသက်တူအရွယ်တူတဲ့တငယ်ချင်းတွေအလုပ်မလုပ်တဲ့အတွက်အလုပ်ခွင်ကရတဲ့အသိဉာဏ်ဘူးတုတာတွေသူတို့မရပါဘူးအလုပ်ခွင်မှာဒီ internally ရတဲ့အတွေ့အကြုံရှိပါတယ်လုပ်ရင်းကြိုင်ရင်းနဲ့ကိုတောင်းဝင်ကြတဲ့ section department မှာလုပ်လေလုပ်ထရှိတဲ့ practice ပေါ့ကိုတခါမှဒါမျိုးမကြားဘူးဒီ customer လာရင်ဒီလိုပြောရတယ်ဒီလိုဖြေရတယ်ကိုမသိထားတာတွေကအလုပ်ထဲရောက်မှသိပါတယ်ဒါကြောင့်မိမိဒီတိုးတက်ဖွံ့ဖြိုးလာပါတယ်နောက်တစ်ချက်ကဒီ external ကရတာဒါကဘာလဲဆိုတော့မိမိနဲ့ဆက်ဆက်နေတဲ့ company တွေပေါ့ကျွန်တော်ကဟိုမှာဟို journal magazine တိုက်တစ်ခုမှာ sales and marketing လုပ်တယ်ဆိုရင်ကျွန်တော် journal magazine မှာကြော်ညာထည့်မဲ့ဒီဈေး company တစ်ခုအလှကုန် company တစ်ခုကိုကျွန်တော်သွားပြီးတော့ကြော်ညာသွားလက်ခံတယ်ဆိုရင်ကိုရောက်တဲ့အချိန်မှာအဲ့ဒီ company ကလူတွေဘယ်လိုပြုမှုပြောဆိုဆက်ဆံနေလဲသူတို့ company ရဲ့အလေးအထားဘယ်လိုရှိလဲငွေသွင်းငွေထုတ် procedure ဘယ်လိုရှိလဲเนาะလက်မှတ်ကိုဘယ်လိုထိုးရတယ်လဲဒါတွေကကို company မှာမရှိထားတဲ့လုပ်ပုံကိုင်ပုံနီးစနစ်အသစ်ကိုမိမိနဲ့အလုပ်သဘောဆက်ဆံရတဲ့အဖွဲ့အစည်းတွေကသိရပါတယ်ကျွန်တော်ဟိုမှာ UNDP ကိုကျွန်တော်ကဟိုစာအုပ်စာရေးကိရိယာတွင်းမယ်ဆိုရင် UNDP ရဲ့ဒီ purchasing procurement နဲ့ပတ်သက်တဲ့ rules regulation procedure တွေသိရပါတယ်ဒါကအလုပ်လုပ်လို့ရတာပါနောက်ဆုံးတစ်ချက်ကတော့မိမိရဲ့အထက်အရာရှိကရတာပါเนาะကျွန်တော်တို့မှာလူတိုင်းမှာအထက်အရာရှိဆိုတာရှိပါတယ်ကိုယ့်ရဲ့အထက်အရာရှိတွေဟာကိုယ့်ထက်ဟိုတနည်းနည်းနဲ့တော့ဟိုပညာရအတွေ့အကြုံတွေမှာတာပါတယ်ဆိုတော့ဟိုကိုကမာစတာနဲ့ဘွဲ့ရပြီးကိုယ့်ရဲ့အထက်အရာရှိကဘာချလာပဲဘွဲ့ရလို့တွားထင်သေးလို့မရပါဘူးအဲ့တော့ဆရာသမားတွေတင်ပေးတာကိုရုံးထဲမှာရုံးချိန်အတွင်းမိမိဟာတင်တန်းကြီးတစ်ခုတက်နေတယ်လာခရတဲ့တင်တန်းကြီးတက်နေတာကိုယ့်ထက်အရာရှိတွေကကိုယ့်ကိုလားစာလဲပေးနေတယ်တင်ပေးနေပါတယ်ဒါကိုကျွန်တော်တို့လူငယ်လူရွယ်တွေကဟိုကြီးဖြူတင်ယူဖို့လိုပါတယ်အဲ့တော့ဒီ source 3နေရာအပေါက်3ပေါက်ဖွင့်နိုင်တဲ့လူငယ်လေးတစ်ယောက်ကအပေါက်တစ်ပေါက်ပဲဖွင့်ထားတဲ့လူထက်စာရင်ဝင်လာတဲ့ input ပမာဏအရေးအတွက်ဒုတယ်များပြားတဲ့အတွက်သူတို့ရဲ့လက်ရှိနေတဲ့ level ပေါ့လူတစ်ယောက်ချင်းစီနိုင်ငံသားတစ်ယောက်ချင်းစီပေါ့ကျွန်တော်တို့မြန်မာနိုင်ငံလုံးရဲ့ဒီ citizen အားလုံးကလူတိုင်းသာအပေါက်3ပေါက်ဖွင့်ပြီးလေးလာတင်ယူနေမယ်ဆိုရင်ကြီးမားတဲ့ကျွန်တော်တို့ဝင်ပေါက်တွေ input တွေရတဲ့အတွက် output တွေများမယ် output များရင် performance များရင်လစာယာဒူးဝင်ငွေတိုးတက်လာခြင်းဆိုတာကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ဟိုတင်တန်းနေတက်စာရီဖတ်အထက်အရာရှိတဲ့တင်ပေးတာကိုနာခံတဲ့အပြင်တစ်ခါတရံမှာကျွန်တော်တို့ဒီဟိုတိမ်မြုပ်ပျောက်ကွယ်နေတဲ့ဟို influencers လေးတွေရှိပါတယ်ဒီနောက်ကွယ်ရချက်လေးတွေအဲ့ဒီချက်လေးတွေကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ motivation မှာတစ်ခါတရံမှာ motivation အားနည်းသွားရင်ဘာလက်မှတ်ကြီးပဲအောင်ထားဟိုဘာ diploma ပဲရထားတာကျွန်တော်တို့ရဲ့လုပ်ရည်ကံရည် behavior တွေကနည်းနည်းလျော့ရဲပါတယ်အဲ့ဒါလိုပဲကျွန်တော်တို့ရဲ့ attitude ပေါ့အကြမ်းမြင့်ပြောရင်တော့ဒီ negative attitude เนาะဟိုမကောင်းမြင်မကောင်းတွေးမကောင်းဝေဖန်မကောင်းခံစားရင်ကိုယ့်ရဲ့မြင့်မားတဲ့ဘွဲ့မြင့်မားတဲ့လုပ်တဲ့များပြားတဲ့သင်တန်းစင်းလက်မှတ်တွေရတတ်ကျွမ်းတဲ့ skills တွေကို negative attitude ကဆွဲချလိုက်တဲ့အတွက်မိမိဟာထိတ်တန်းကိုမရောက်နိုင်တော့ပါဘူးနောက်တစ်ချက်ကကျွန်တော်တို့ရဲ့ personality ကိုယ်ရည်ကိုယ်သွေးတွေကိုမြင့်တင်ဖို့လိုပါတယ် personality မှာကျွန်တော်တို့ psychologist တွေကတော့200ကျော်ရှိတယ်လို့သတ်မှတ်ပေမဲ့ကျွန်တော်အနေနဲ့ဒီတိုးတောင်းလာတဲ့အချိန်တွင်းမှာလူတစ်ယောက်အောင်မြင်ကြီးပွားတိုးတက်ဖို့အတွက်မရှိမဖြစ် personality 2ခုရှိပါတယ်တစ်ခုကတော့စိတ်ဆက်သေးချခြင်းဆိုတဲ့ personality ပါဒါကဘွဲနဲ့မဆိုင်ပါဘူးသူကတော့ဘာဘွဲရလို့စိတ်ဆက်သေးကြတယ်ငါကတော့ဘာဘွဲရလို့မဟုတ်ပါဘူးသူကတော့အသက်30ကျော်လို့ငါကတော့ဘာမလို့သူကတော့ manager မလို့မဟုတ်ပါဘူးယာတူးနဲ့လည်းမဆိုင်ပါဘူးကရင်ကချင်လူမျိုးနဲ့လည်းမဆိုင်ပါဘူးကိုစစ်ဆက်သေးကြစုဖြစ်အောင်လုပ်ယူလို့ရပါတယ်
မနေ့ကောင်းဖြစ်ရင်မှန်သားမှာစာကတ်ထားလို့ရပါတယ်ကျွန်တော်ဒီအမြဲတမ်းစိစက်သေးကြပါမည်ကိုယ်အလုပ်စပွဲမှာလည်းကျွန်တော်ဒီအမြဲတမ်းစိစက်သေးကြပါမည်ယနေ့မှဆက်၍အမြဲတမ်းစိစက်သေးကြသူဖြစ်အောင်လုပ်ပါမည်ဆိုတော့ကိုယ့်ရဲ့ personality ကိုတိုးမြင့်ရပါမယ်နောက်တစ်ချက်ကစိတ်ရှည်ခြင်းပါဒီစိစက်သေးကြခြင်းနဲ့စိတ်ရှည်ခြင်းဆိုတဲ့ personality နှစ်ခုရှိရင်ဟိုဘက်က input education မှာထည့်ထားတဲ့ဘွဲ့ခြင်းအတူတူ working experience လုပ်သက်ခြင်းအတူတူမိမိသာလေ promotion ရပါတယ်အထက်အရာရှိတွေကသိပါတယ်လက်အောက်ဝန်ထမ်းတွေကိုကြည့်နေတဲ့အခါမှာဘသူကတော့ဘသူကတော့ဘွဲ့နဲ့လုပ်သက်တူပေမဲ့သူကတော့ပို့ပြီးတော့စစ်စက်သေးကြတယ်သူကစိတ်လဲရှည်တယ်ဆိုရင်အဲ့ဒီပုံကိုအမှတ်ပို့ပေးတဲ့အတွက် promotion ရပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ရဲ့ perception အာယုံ၅ပါးအနေရလာတဲ့ perception သိမြင်ခံစားမှုလေးကိုလည်းပြင်ဖို့လိုပါတယ်เนาะဒီ sense ပေါ့ five sense ကဝင်လာတဲ့ဟာကိုကျွန်တော်တို့ကဒီ interpret လုပ်တဲ့အခါမှာကိုယ်မှာရှိတဲ့အခန့်နဲ့ကျွန်တော်တို့အထင်လွဲတာတွေလည်းရှိတယ်အမြင်ဆောင်တာတွေလည်းရှိတတ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တခုသတိပြုမိတဲ့ချက်က input ကောင်းကောင်းထည့်ထားတဲ့လူဟာ perception ကောင်းပါတယ်အဲ့တော့ဒါကျွန်တော်အနေနဲ့ကတော့ဒီလူတစ်ယောက်ချင်းစီဖွံ့ဖြိုးတိုးတက်မှုမှဒီမိသားစုသို့မဟုတ်အိမ်အောင်စုသို့မဟုတ်အဖွဲ့အစည်းရဲ့ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းရဲ့ဖွံ့ဖြိုးတိုးတက်မှုကနေတစ်ဆင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုတွားတဲ့အခါမှာကျွန်တော်မြင်တဲ့လောက်နီလန်းလေးတွေကိုဆွေးနွေးခြင်းဖြစ်ပါတယ်ဆရာအခုဦးချင်းတယောက်ချင်းရဲ့ဒီဖွံ့ဖြိုးတိုးတက်လာဖို့ပေါ့နော်ကျွန်တော်တို့ဒီလူစွမ်းအရင်းမြစ်တွေဖွံ့ဖြိုးလာဖို့ဆရာအသေးစိတ်ကလေးဆွေးနွေးပေးတဲ့အတွက်အင်တာနက်ကောင်းပါတယ်ဆရာခုပေါ့လေကျွန်တော်တို့မကြခင်မှာဒီကျွန်တော်တို့နိုင်ငံမှာယင်းနှိမ့်နှံမဲ့အလားအလာအရေးအယောင်တွေအများကြီးမြင်တွေ့နေရတော့ပေါ့မှန်ပါတယ်ဆိုတော့ဒီလုပ်ငန်းတွေအများကြီးဝင်ရောက်လာလိမ့်မယ်လို့ကျွန်တော်စိတ်ထဲမှာတွေးထားတာပေါ့လေဆိုတော့ဥပမာကျွန်တော်တို့လုပ်ငန်းတစ်ခုမှာဆရာရယ်ကျွန်တော်တို့ရဲ့ဒီဝန်ထမ်းအရေးအတွက်လူအရေးအတွက်ပေါ့ဒီကျွမ်းကျင်မှုတွေအတွက်ကျွန်တော်တို့ကခုနလိုကိုဌာနတွင်းမှာလည်းသင်တန်းပေးတယ်ပြင်ပမှာလည်းပေးတယ်ကိုအတွင်းမှာလည်းပေးထားပြီးတော့ကျွန်တော်တိဆောက်ထားပေမဲ့အဲ့လိုနောက်ထပ်ကိုနဲ့အလားတူတဲ့ဒီလုပ်ငန်းတွေပေါ်ပေါက်လာတဲ့အခါကျတော့ဒီလုပ်ငန်းတွေကခုနပြောသလိုပေါ့လေသူတို့ကဒဏအင်အားရသလိုကောင်းဥစ္စာအင်အားရသလိုကောင်းသူတို့ဝင်ရောက်လာပြီးတဲ့အခါမှာဒီလူတွေကိုဆွဲထုတ်တာအစင်တဲ့အရန်သစ်ရှိနေတဲ့လူတွေလာစာဥမာ3-4စပေးပြီးတော့ဆွဲခေါ်တာတို့ဖြစ်လာတဲ့ခါကျရင်ဒီကျွန်တော်တို့လက်ရှိနေတဲ့ဒီကုမ္ပဏီတွေလုပ်ငန်းတွေဟာဘယ်လိုဖြည့်ရှင်းတင်တယ်လဲသူတို့ဘယ်လိုဆောင်ရွက်တင်တယ်လဲဆိုတော့အဲ့ဒါလေးကိုဆရာနည်းလောက်များဆွေးနွေးပေးပါခင်ဗျာဟုတ်ကဲ့ပါလာစာများလို့ပြောင်းတယ်ဆိုတာကအတိုင်းအတာတစ်ခုထိမှန်ပါတယ်သို့တော့ကျွန်တော်တွေ့ရှိတဲ့အချက်တွေထဲမှာလာစာပိုကောင်းတော့လဲမပြောင်းတာလေးတွေအများကြီးရှိပါတယ်အဲ့ချက်ကဘာလို့လဲဆိုတော့ဒီအဖွဲ့အစည်းကဒီ employer of choice ဆိုလဲခေါ်တယ် employer branding လဲခေါ်တယ်ဒါကတက်လုံးအလုပ်လုပ်တင်တော့အလုပ်လုပ်ရန်အကောင်းဆုံးသောနေရာရုံးကုမ္ပဏီအဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့အဆင့်ကိုရောက်အောင်ဖန်တီးတည်ဆောက်ထားလို့ရပါတယ်ခုနအမျိုးမြတ်ဘူးစိတ်ပူတဲ့ဟာမှန်ပါတယ်အတိုင်းတာတစ်ခုထိတော့မှန်ပါတယ်အထူးသဖြင့်ငွေကြေးတအားလိုအပ်နေတော့သူငွေကိုအခြားအရာထက်တန်ဖိုးထားသူအချို့ကသာလင်ပြောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့အခြားသောဒီကိုယ့်ကုမ္ပဏီမှာတွေမြဲအောင်လုပ်လို့ရတဲ့ဟာတွေရှိပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ recognition သူ့ကိုဘယ်လောက်ထိဘယ်တိုင်းတာထိဘယ်လိုအတိမတ်ပြုထားသလဲနောက်တစ်ခါ achievement သူဟာဒီကိုရောက်ပြီးမှအများနဲ့ရှင်ပြိုင်တဲ့အခါမှာရရှိတဲ့အောင်မြင်မှုပေါ့တလအတွင်းအကောင်းဆုံးစံပြဝန်ထမ်းဘယ်နှကြိမ်ရပြီးပြီလဲလူဝန်ထမ်းဘယ်နှယောက်ပြိုင်တဲ့အခါမှာဘယ်နှစ်နှစ်အတွင်းမှာယာရုဘယ်နှကြိမ်တက်ထားသလဲဆိုတော့ achievement နောက်ဆုံးတစ်ခုက advancement အဲ့ဒါလည်းတအားအရေးကြီးပါတယ်เนาะကျွန်တော်တို့ဒီ Windows အခြေခံသင်တန်းဆင်းလူငယ်လေးတယောက်ကုမ္ပဏီတစ်ခုကိုဝင်တဲ့အခါမှာသူတာဝန်ကျတဲ့ဌာနကသူ့ရဲ့အနီးကအထက်အရာရှိနဲ့ senior တွေကညီလေးဘာတွေသင်ခဲ့ရလဲဟာကျွန်တော် Microsoft Word သင်ခဲ့တယ် Excel သင်ခဲ့တယ်ဘာတွေရောလောက်တက်လားလို့မေးတဲ့အခါမှာဟမ်အဲ့ဒါမလောက်တက်ဘူးဗျာကျွန်တော်သင်တန်းမှာမပါဘူးလာညီလေးငါတို့မင်းကိုသင်ပေးမယ်ဆိုပြီးတော့သင်တန်းမှာမသင်ခဲ့ရတဲ့အသစ်တွေကိုသင်ပေးတယ်အဲ့ဒီအချိန်မှာ6လတစ်နှစ်နေလို့တငယ်ချင်းတွေ gathering မှာပြန်တွေ့တော့သူနဲ့အတူတူ Windows သင်တန်းဆင်းခဲ့တဲ့လူငယ်လေး2ယောက်3ယောက်လောက်ကသူတို့တာဝန်ကျတဲ့ဌာနမှာသူတို့ရဲ့အဓိကအထက်အရာရှိတွေကတင်လာတဲ့ software ထဲမှာမပါတဲ့ facility အသစ်ကိုလည်းမသင်ပေးဘူးမတင်လာဘူးတဲ့ software အသစ်ကိုလည်းမတင်ပေးဘူးဆိုတာတွေ့ရရင်ပထမလူငယ်လေးကငါဒီကုမ္ပဏီရောက်လို့ဒါတွေတတ်တာပါလားဆိုတော့သူ့ရဲ့ advancement တိုးတက်ကြီးပွားတက်မြောက်မှုကို
မြက်ဝါထင်တယ်မြင်ချင်းကအခြားတနေရာပြောင်းဖို့တိတ်မသေးကြတော့ပါဘူးနောက်တစ်ချက်က recognition မှာကျွန်တော်ဒီလွန်ခဲ့တဲ့15နှစ်20က Bangkok Hotel တစ်ခုမှာဒီကားပေါ်ကဆင်းပြီးတော့ဒီမှန်တကားနားမှာဝင်လာတဲ့ဒီ GM ကမှန်တကားဆွဲဖွင့်ပေးတဲ့ဒီ doorman လေးကို good morning ဆိုပြီးတော့ဟိုနှုတ်ဆက်တယ် Mr လို့တက်ပြီးတော့စာနေနဲ့နှုတ်ဆက်တယ်အဲ့ဒီ doorman လေးရဲ့မျက်နှာကထိပေါက်တဲ့မျက်နှာလိုပဲကျွန်တော်ကဒီ bell point လေးကိုမေးတယ် तू ဘယ်သူလဲလို့မေးတော့ तू ကငါတို့ရဲ့ GM လို့ကိုယူစွာဖြေတယ်အမှန်မှ GM နဲ့ bell point တို့ doorman တို့ဆိုတာဟိုအဆင့်တန်းအရန်กว่าပါတယ်ဟိုနှုတ်ဆက်စာနှုတ်ဆက်စင်ရှိရင်ဒီ speaking မှာတတ်မှတ်ထားတဲ့စီမင်းအရာယာဒူးငယ်သူကယာဒူးကြီးသူကိုအရင်နှုတ်ဆက်ရပါတယ်ပညာနှိမ့်သူကပညာမြင့်သူလုတ်သက်နဲသူကလုတ်သက်များသူကိုနှုတ်ဆက်ရတယ်အဲ့တော့ doorman ကပဲနှုတ်ဆက်ရမှာအခု GM ကလည်းစနှုတ်ဆက်တယ်နှုတ်ဆက်တဲ့အခါမှာလည်း good morning ဆိုတဲ့ formal language ကိုသုံးတယ် Mr ဆိုပြီးတော့သူ့ရဲ့စာနေနဲ့မျိုးရိုးကုံကိုထုတ်ဖော်ပြီးတော့နှုတ်ဆက်တော့ကျွန်တော်ဒီ doorman လေးနေရာမှာနေကြည့်တယ်ဟိုဘက် hotel ကနေလာစာပို့ပြီးခေါ်လဲသူမပြောင်းတော့ဘူးဘာကြောင့်လဲဆိုတော့ hot bed hotel မှာ GM ကသူ့ကိုဟိုဖုတ်လေတဲ့ငပီရှိတဲ့တောင်အောင်းမေးမှာမဟုတ်ဘူးပေါ့အဲ့တော့ဟိုဆိုလိုတာကဝင်လာမဲ့လုပ်ငန်းတွေဟာဟိုလာစာအများကြီးပေးပါဟိုပေးနိုင်ကောင်းပေးနိုင်တယ်ပေးမှလည်းတည်ကြတယ်ဒါပေမဲ့အကုန်ပြောင်းညင်မှာပြောင်းပါဟိုကျွန်တော်တို့ဒီမှာလည်းဟိုတွေ့ရပါတယ်ဟိုမြန်မာပြည်မှာကုမ္ပဏီပေါင်း1000ခန်းရှိတဲ့အနက် joint venture နဲ့ foreign fully owned 600နဲ့1000ကြားလောက်ရှိတယ်လို့ဟို channel တစ်ခုမှာတွေ့ပါတယ်အဲ့တော့အဲ့ဒီနဲ့မျိုးတူမြန်မာကုမ္ပဏီတစ်ခုမှာရတဲ့ဝန်ထမ်းနဲ့လာစာချင်းအရန်ကွာပါတယ်ဟိုဘက်ကအလုပ်ခေါ်တာတွေ့တယ်ဒါပေမဲ့ तू ကဒီဘက်ကမပြောင်းတော့ပါဘူးဟိုလာစာများတိုင်းဟိုပြောင်းညင်မှာပြောင်းပါပါဟိုမပြောင်းအောင်ကိုကလှုပ်ထားလို့ရတဲ့နီလန်းလေးတွေရှိပါတယ်အဲ့ဒါကျွန်တော်ခုနကဦးမြတ်မြတ်သူကိုဟိုတင်ပြဆွေးနွေးတဲ့ retention strategy ဆိုတဲ့အချက်ပေါ့အဲ့ဒါလေးတခုကျွန်တော်တို့ကျင့်သုံးရပါမယ်နောက်တစ်ချက်မိမိအဖွဲ့အစည်းကိုမိမိ employer of choice ဆိုပြီးတော့တစ်သက်လုံးအလုပ်လုပ်ရန်အသင့်တော်ဆုံးအကောင်းဆုံးဖြစ်သောလုပ်ငန်းခွင်ဆိုတဲ့အဆင့်ကိုရောက်အောင်ဒီအဖွဲ့အစည်းတွေကနေလုပ်ယူတဲ့နည်းတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါဆရာအဲ့တော့ကျွန်တော်တို့ဒီတက်ရောက်လာတဲ့ဧည့်သည်တွေကလည်းပဲဆရာကိုမေးနိုင်ပါတယ်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်တို့ KND ရဲ့ DGM စုံငွေရဖြစ်ပါတယ်ဆရာဟုတ်ကဲ့ပါဟိုဆရာကိုမေးချင်တာလေးကဆရာပထမဟိုဆက်ဆချင်းမှာပြောသွားတာပေါ့နော်ကျွန်တော်ဒီ well train လုပ်လိုက်လို့ပေါ့နော်ကျွန်တော်ဒီ तू ကပညာတွေတက်သွားပြီဆိုလို့ရှိရင်ဒီ company ကနေပြီးတော့ဟိုထွက်သွားမှာပေါ့နော်စိုးရင်တဲ့အတွက်ကျွန်တော်တို့ဒါဟိုဒါတွေကို company ဟိုတော်တော်များများစိုးရင်ကြတယ်ပေါ့နော်အဲ့တော့ဆရာကပြန်ဖြေနောက်ဆုံးမိတ်ပြန်ဖြေသွားတဲ့နေရာမှာလည်းအချက်တစ်ချက်ပါတယ်ပေါ့နော်ဟိုအလုပ်လုပ်ရန်အသင့်တော်ဆုံးအကောင်းဆုံး company တစ်ခုဟိုဖြစ်အောင်ပေါ့နော်ဆရာအဲ့ဒါလေးကိုပြောရပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အလုပ်လုပ်ရန်အသင့်တော်ဆုံးအကောင်းဆုံးဖြစ်အောင်ဟိုဖြစ်တဲ့ company ဆိုတဲ့အချက်တွေပေါ့နော်အဲ့မှာဟိုဆရာအနေနဲ့အချင်းချုပ်လေးပြောပြပေးစီကြပါမယ်ခင်ဗျဟုတ်ပြီလောလောဆယ်တော့ဟို2010မှာ survey ကောက်တော့ employer of choice ကိုရတာ Google ကရသွားပါတယ်။ Google ကရတယ်။အဲ့တော့သဘောကဘာလဲဆိုတော့ဟိုအခုမှเนาะဥပမာအခုမှသူကဟိုစေဝါတက္ကသိုလ်မှာဟိုတက်နေတယ် paramedical ပေါ့เนาะဟိုတက်နေတယ်တငယ်ချင်းကမေးတယ် second year လောက်မှာပေါ့။နေဘွဲရပြီးရင်မလုပ်မလဲပေါ့။ဘွဲတောင်မရသေးဘူး။ကျောင်းတောင်မပြီးသေးဘူး။သူ့ကောင်းထဲမှာဒီဟိုစေဝါကျွမ်းကျင်ဟိုပညာနဲ့ဘွဲရပြီးရင်အာရှတဝင်မှာလုပ်မယ်ဗဟိုစီမှာလုပ်မယ်လို့သူ့ကောင်းထဲမှာရောက်နေပြီ။ဒါဆိုရင်ဒါကဒီအဖွဲ့အစည်းက employer choice အဆင့်ကိုရောက်နေတာပေါ့เนาะအဲ့တော့ရောက်အောင်လို့ပြောလို့ရှိရင်ဟိုတအားအမျက်စွန်းနေမြတ်နေလို့เนาะတအားကိုငွေကြေးချမ်းသာလို့ ਨੇ တထေးကြီးကတီထောင်ထားလို့ဆိုတဲ့အချက်တွေကြောင့်ဒီအဖွဲ့အစည်းက employer choice ဖြစ်တာမဟုတ်ပါဘူးအဲ့တော့အမျက်စွန်းနေတအားမြတ်နေခြင်းကခဏပါပဲသူဟိုမမြတ်တော့တဲ့အချိန်ကာလရှိမယ်ရှုံးတဲ့ကာလရှိမယ်အဲ့ဒီခါကျရင်ညနေတုန်းကခုံဝင်ထားတဲ့လူကဟိုတင်မိုးကြီးမြုပ်တော့မဲ့အခါမှာခုံစင်းမလားဆိုတဲ့မိကွန်းလေးရှိလာတာပေါ့နော်အဲ့တော့ဒီ employer of choice ကိုရဖို့ဆိုရင်အဓိကဒီ HR ပဲเนาะ HR မှာဘာလဲဆိုတော့ဝန်ထမ်းတွေကိုဒီကုမ္ပဏီကဘယ်လိုပြည့်စုံအောင်ကောင်းမွန်သော HR policy တွေ HR procedure တွေချမှတ်ထားပြီးတော့သူတို့ကို treat လုပ်တယ်လေပေါ့လာစာအများကြီးပေးတိုင်းလည်းမဟုတ်ဘူးကုမ္ပဏီတစ်ခုလာစာအများကြီးရတယ်ဒါကတစ်သက်လုံးလုပ်ရန်တင့်တော်သောအကောင်းဆုံးသောနေရာလို့သူမဆုံးဖြတ်ဘူးစိတ်ဆင်းရဲမှုပေါင်းများစွာရှိနေတယ်ဆိုပါစို့
နော်အဲ့တော့ဒီမှာဥပမာလေးတစ်ခုပေးပါမယ်ဒီထိုင်းနိုင်ငံမှာတတိယမြောက်အကြီးဆုံးကုမ္ပဏီဖြစ်တယ်မြန်မာပြည်မှာ15နှစ် operation လုပ်နေတဲ့လူတိုင်းသိတဲ့ဒီ CP ဆိုတဲ့ဒီကုမ္ပဏီပေါ့နော် CP ကုမ္ပဏီမှာသူတို့ကဝန်ထမ်းတွေကိုပျော်ရွှင်မှုနော်10မျိုးရအောင်သူတို့လှုပ်ထားတယ်လို့ပြောပါတယ်ရုံချုပ်မှာလည်းလုပ်တယ်ဒီမှာလည်းပြောတယ်နော်ဥပမာဆိုပါစို့ happy body လို့ပြောရင်သူကကျန်းမာရေးကောင်းနေရမယ်ကျန်းမာရေးကောင်းအောင်သူတို့လုပ်မယ်နော် happy soul happy mind နော်သူအဲ့တော့ဘာလဲဆိုတော့ဗုဒ္ဓဘာသာဝန်ထမ်းရှိရင်ရုံးရှိမှာဒီရှမ်းကျောင်းဆိုတဲ့ဘုန်းကြီးကျောင်းရှိတယ်လပြည့်လကွယ်နေ့တိုင်းဗုဒ္ဓဘာသာဝန်ထမ်းတွေကစွန်းလောင်းခြင်းရင်ကုမ္ပဏီစရိတ်နဲ့ဆွန့်ချက်ပေးတယ်ကိုလာလောင်းနေလာလောင်းအကြောင်းကြောင့်အိပ်ရမနိုးရင်လည်းတစ်မျိုးပေါ့ဒါပေမဲ့စွန်းလောင်းမယ်ဆိုရင်တော့ခါတိုင်းပို့နေကြဖယ်ရီကားနဲ့တော့အချိန်ပြောင်းကျင်မှာပြောင်းမယ်တူကျင်မှတူမယ်ကိုလာရင်လာရမယ်ပေါ့သို့တော့ဘာကိုပြလဲဆိုတော့ဒီရုပ်ပိုင်းစိတ်ပိုင်းချမ်းသာဖို့ happy family မိသားစုနဲ့ပြည်လဲရမယ်အဲ့တော့သဘောကဘာလဲဆိုတော့work life balance မဖြစ်အောင်ရုံးမှာ16နာရီလောက်အချိန်ပေးပြီးအိမ်ကို7နာရီပဲပေးတာမျိုးovertime တွေတော့မတရားပေးထားတယ်တက်လဲတက်နိုင်တယ်ဒါပေမဲ့သူတို့ကလက်မခံဘူးအဲ့လောက်ထိမလုပ်နဲ့တော်ပြီမင်းက limit ပြည့်သွားပြီဘာဆိုတော့မင်းမိသားစုအတွက်ပါလဲအချိန်ပေးရတော့မယ်အိမ်တော်မရှိလဲမိဘနဲ့အချိန်ပေးရတော့မယ်အဲ့တော့သူက happy family လို့ထည့်ထားတယ်အဲ့တော့အခြားသောနေရာဘက်ကကြည့်လို့ရှိရင် overtime ပေးထားတဲ့အတွက်ဒီဝန်ထမ်းလုံနိုင်တဲ့လောက်ဒါကြီးများလောက်တာကိုကြည်ပြူစွာလက်ခံနိုင်တယ်ကျွန်တော်ဒီနေ့ overtime 4နာရီဆင်းမယ်8နာရီဆင်းမယ်ဟုတ်ပြီရတယ်ဆင်းလောက်ရှိတယ်မလားငါတို့တနာရီကိုဘယ်လောက်ပေးမယ်နော်နိုင်ငံတော်ကချမှတ်ထားတဲ့ဒီ labor law အရတာမန်ရုံးဖွင့်ရနေဆိုရင်တနာရီလောက်အားကရဲ့တစ်ဆခွဲပေးရပါတယ်စနေတနင်္ဂနွေနဲ့ gazetted holiday ဆိုရင်တနာရီလောက်အားကရဲ့2ဆပေးရပါတယ်ငါတို့ပေးမယ်မင်းလည်းလှုပ်ချင်တယ်နော်လှုပ်မယ်ဟုတ်ပြီပေးမယ်ဒီလောက်နဲ့ပဲကျွန်တော်တို့ကပြီးသွားမှာဒါပေမဲ့ CP ကအဲ့ဒါသူတို့ကလှုပ်ချင်တိုင်းသူတို့ပေးနိုင်တိုင်းလှုပ်ခွင့်မပြုဘူးဘာကြောင့်လဲဆိုတော့ happy family ဆိုတဲ့အချက်အရာမင်းဒီမှာလာလှုပ်နေရင်မင်းရဲ့မျက်နှာကိုကြည့်ပြီးထမင်းစားမယ်မင်းရဲ့သားသမီးကအိမ်မှာစောင့်နေလိမ့်မယ်တချို့ဆိုရင်အဖေပြန်လာမှထမင်းစားတဲ့သမီးတွေသားတွေရှိတယ်အဲ့တော့ခုနက city mart ဆိုရင်ဒီကလေးမဘာကြောင့်ဒီလောက်ထိသူcity mart ကိုချစ်မြတ်နိုးတယ်လဲပေါ့နော်သူကတဆင်စကားတဆင်နားကြားတာပေါ့နော်သူမိဘက city mart ရဲ့ပိုင်ရှင်တထေးတွေ MDD ရှိမှာrequest လုပ်ပါတယ်သမီးလေးတကြိုတဲ့အခါမှာ city mart ဝတ်စုံဝတ်ခွင့်ပြုပါဘာဆိုတော့သမီးလေးကချစ်မြတ်နိုးလို့အိတ်ခန္ဒီမှာအတင်းကိုစူဆဲမှာပဲအင်ကြီးချွတ်တော့တယ်အဲ့လို့ဆိုရင်ဒါဒီ city mart ကသူ့ဝန်ထမ်းတွေကိုဘယ်လိုတွေပြုစုစောင့်ရှောက်ဂရုစိုက်ထားလဲပေါ့လစာအများကြီးပေးတိုင်းမဟုတ်ဘူးနော်ရန်ကုန်မှာရှိတဲ့ဒီ total ရင်တန်းကုမ္ပဏီလစာကောင်းတာပဲနော်လစာပေးခြင်းမဟုတ်ဘူးအခြားသောခုန CP လိုမျိုးဒီဝန်ထမ်းကိုစိတ်ချမ်းသာမှု HR စကားလုံးမှာ job satisfaction လို့ပြောပါတယ်ဝင်ငွေတအားကောင်းနေမဲ့စိတ်ချမ်းသာခြင်းပါစိတ်ချမ်းသာမှာအပူစာတွေစားနေရတယ်ဆိုပြီးတော့เนาะအောက်ဆိုင်ကောင်းတဲ့ဌာနတွေကဝင်ငွေကောင်းမှာပဲဒါပေမဲ့သူစိတ်ချမ်းသာခြင်းပါစိတ်ချမ်းသာမှာအဲ့ဒီ job satisfaction ရအောင် HR ဘက်ကနေပြည့်စုံသော HR policy တွေချမှတ်မယ် HR procedure တွေချမှတ်မယ်အဲ့တော့ဒီနေရာမှာပူပူနွေးနွေးထွက်လာတဲ့သတင်းစာနယ်ဇင်းတစ်ခုပါမြန်မာလူမျိုးတယောက်အင်မတန်ဂုဏ်ယူဖို့ကောင်းပါတယ်အမေရိကမှာပါဆူရှီဆိုင်ပေါင်း400ကျော်အမေရိကမှာဖွင့်ထားပါတယ်အမေရိကန်သမ္မတအိုဘားမားကိုယ်တိုင်လာစားပြီးအဲ့ဒီမြန်မာနဲ့အိုဘားမားနဲ့လက်ဆွဲနှုတ်ဆက်ပြီးအိုဘားမားကချီးကျူးသွားပါတယ်အဲ့ဒီဆူရှီဆိုင်ရဲ့ပိုင်ရှင်ကိုမေးတဲ့အခါမှာဘာကြောင့်ဒီလိုအောင်မြင်တာလဲcustomer တွေကိုတအား queue ဆိုင်လို့လားခင်လို့ပြောတဲ့အခါမှာကျွန်တော် customer တွေကို queue ဆိုင်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်ဝန်ထမ်းတွေကို customer ထက်ပိုပြီး queue ဆိုင်ပါတယ်နော်ဘာကြောင့်လဲဆိုရင်လည်း तू ကနှစ်ပေါင်းများစွာအမြဲတမ်းလာစားနေတဲ့ customer အချို့ကိုတောင်ကျွန်တော်မမှတ်မိဘူးတဲ့ဒါပေမဲ့ကျွန်တော်ဝန်ထမ်း400 तू မရှိတဲ့အခြားမြို့ तू ကမြို့တစ်မြို့မှာနေတယ်အခြားမြို့ကအခြားဆိုင်ကဝန်ထမ်းအားလုံးကိုလူနာမည်နဲ့မိသားစုအဖေဘယ်သူရှိတယ်အမေဘယ်သူရှိတယ်သားသမီးဘယ်သူအဲ့ဒီဝန်ထမ်းရဲ့အဖေကဘာယောဂဖြစ်နေတာအဲ့ဒီဘယ်ဝန်ထမ်းမှာသမီးလေးဘယ်သူရှိတယ်အဲ့သမီးလေးကဘာကြိုက်တတ်တယ်အစားမျက်နာနဲ့ဓာတ်ပုံနဲ့ तू အကုန်အလွတ်ရတယ်
ဘယ်ဝန်ထမ်းကဘယ်တော့ဘာပြောဘူးတယ်သူအကုန်မှတ်မိတယ်သူ့ဝန်ထမ်းဒီတဲ့သူ့ရဲ့ internal customer ဖြစ်တဲ့အတွက်သူ့ဝန်ထမ်းကိုသူတားပြီးစိုက်တယ်သူအောင်မြင်တာဟာသူ့ဝန်ထမ်းတွေကြောင့်အောင်မြင်တာပါလို့သူပြောတယ်အဲ့တော့ဒါလေးကဆရာတို့နည်းနည်းလေ့လာရေးဆင်းရမယ်သဘောရှိတယ်အဲ့ဒီပုံကိုတောင်မြန်မာပြည်ကိုဖိတ်ပြီးတော့เนาะဝန်ထမ်းတွေကိုဘယ်လိုတန်ဖိုးထားပြုစုစောင့်ရှောက်တယ်လဲဆိုတာလေးမေးဖို့လိုပါတယ်ဒါ HR မှာ employer of choice အဆင့်ကိုရောက်အောင်ကုမ္ပဏီတစ်ခုဘယ်လိုလုပ်ရမလဲဆိုတော့နီလန်းတွေရှိပါတယ်ဆရာမင်္ဂလာပါ မင်္ဂလာပါ device ကပါရှင်သမီးသိချင်တာကကြတော့သမီးတို့အခုဒီ service သမီးတို့ကုမ္ပဏီအနေနဲ့ကြည့်မယ်ဆိုရင် recruitment center လဲပါတာဆိုတော့အလုပ်လျှောက်တဲ့သူတွေများတယ်ပေါ့ဟုတ်ကဲ့ပါအဲ့ဒီအချိန်မှာသမီးတို့စီမှာ career development အနေနဲ့လဲသူတို့ကြည့်လို့ရတယ်ကုမ္ပဏီပဲသူတွေမှာဘယ်လို career development တွေများနေလဲပါလဲဆိုတော့ပြင်လို့ရတယ်ဒီဘက်ကတစ်ဖက်အနေနဲ့ဗာပြန်ကြည့်မလဲဆိုရင်ဝန်ထမ်းတွေဘက်က career ဘာကြောင့်ပြောင်းသွားလဲဆိုတဲ့ဟာတွေလည်းကြည့်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါပေမဲ့သမီးသိချင်တာတစ်ခုကကြတော့အခုဆိုလို့ရှိရင်လည်းဒီပညာရေးဆိုင်ရာဘာသာရပ်တွေလည်းအရန်ပေါ်လာပြီသမီးတို့အနေနဲ့ဆိုရင်ကျောင်းပြီးရဲ့အချိန်မှာဘာပညာရပ်ကိုတက်ရမှန်းမသိတော့ဝန်ထမ်းပဲလုပ်ခဲ့တယ်ကုမ္ပဏီတွေမှာဝင်ခဲ့တယ် experience ကောင်းကောင်းနဲ့ကောင်းကောင်းဝန်ထမ်းကောင်းတစ်ယောက်ဖြစ်အောင်လုပ်ခဲ့တယ်ဒါပေမဲ့အဲ့လိုသမီးတို့ဒီဘက်မှာဝန်ထမ်းမှာအလုပ်ကုမ္ပဏီတွေမှာဝင်ပြီးလုပ်နေတဲ့အချိန်မှာပဲတခြားတငယ်ချင်းတွေကကျောင်းတွေပညာရပ်တွေအဓိကသူကပြန်လေ့လာခဲ့တယ်တင်နေတက်ကြတယ်ဟိုကဆို MBA တွေတက်ကြတယ်ပေါ့တကယ်သူတို့ MBA ပြီးသွားတဲ့အချိန်မှာသူတို့ဒီဘက်က experience နဲ့လောက်လိုက်ရဲ့လူတွေရဲ့ salary အတိုင်းသူတို့တွေကလည်းတစ်ခါကြာရင်ရလာခဲ့ကြတယ်ဟုတ်ကဲ့ပါကုမ္ပဏီတွေအနေနဲ့ဆိုလို့ရှိရင်လည်းခုနောက်ပိုင်းခေါ်လာတယ်ဆိုလို့ရှိရင်လည်း MBA ပြီးသားဖြစ်ရမယ်ဆိုတဲ့တိုင်းတာမှုတွေပါလာခဲ့ကြတယ်ဟုတ်ကဲ့ပါသမီးသိချင်တာကကြတော့ experience ကိုအရင်လိုရမလားဒီ MBA ဥပမာဆိုပညာရေးဆိုင်ရာဟာကိုဖြေရမလားဆိုတဲ့ဟာလေးကိုသမီးတို့ဒီလူငယ်အနေနဲ့သိချင်ပါတယ်ဆရာကျေးဇူးပါဟုတ်ကဲ့ပါအမြဲတမ်းကောင်းတဲ့မိကုံမှာလူငယ်အားလုံးအတွက်လည်းအကျိုးရှိမှာပါယတိပြတ်ပေါ့တစ်ခုတည်းသောအဖြေမရှိပါဘူးမှန်တယ်ဆိုတာနှစ်မျိုးသုံးမျိုးကောင်းပါတယ်ဥပမာအဖြစ်မြန်မာပြည်မှာထိတ်တန်း FRCP FRCS ဒီတမားတော်ကြီးတွေပေါ့သူတို့ဒီစစ်တက်ကတူတက်တယ်9နှစ်ပြီးရင်အစိုးရအလုပ်လုပ်ရင်လုပ်တယ်လုပ်ပြီးတော့မှသူတို့က MMEDSC တက်တယ်ပြီးတော့အလုပ်လုပ်တယ်အဲ့တော့ဒါကိုကြည့်ချင်းအဖြစ်အလုပ်နဲ့ကျောင်းတက်တာနဲ့တွဲနေတယ်လို့သိရတယ်မူလအဆင့်ကတော့သူတို့ MBBS ဆိုတဲ့ကျောင်းကိုအရင်တက်ခဲ့ရတယ်အဲ့ဒါဆေးကုနီးပညာကိုလုပ်တဲ့အရင်ယူလို့မရအောင်เนาะကျောင်းတက်ပြီးမှပဲ MBBS ပြီးမှပဲဆေးကုတဲ့ပညာကိုလုပ်တဲ့သွားလို့ရတယ်အဲ့တော့အခြေခံအပြင်ကြည့်ရင်တော့ first degree ဆိုတဲ့ဟာကိုတော့အရင်ယူရပါမယ်ပြီးရင်၃မျိုး꿰သွားတာပေါ့တစ်မျိုးကကျောင်းကိုပဲတက်မယ်ပေါ့ master မှာမှရိုးရိုး master အပြင် specialized master ခုနသမီးပြောတဲ့ MBA ဆိုတာရိုးရိုး MBA ကိုပြောတာပါMBA မှာခွင့်စာခွင့်ပိန်နဲ့ specialized MBA တွေရှိပါတယ်နိုင်ငံတော်သမ္မတအကြံပေးဦးဆက်အောင်ဆိုရင်ဒါfinance တို့ financial management တို့ကို master MBA level မှာ specialized ယူထားတာပါအဲ့ဒီဟာကိုသွားမလားပြီးရင် PhD ဆက်သွားမလားပညာကိုပဲတစ်စိုက်မတ်ဆက်လိုက်ပြီးအမြင့်ဆုံးအဆင့်ရပြီးမှအလုပ်ထဲကိုစဝင်မယ်ဆိုတဲ့လူငယ်တစ်ဖွဲ့ပေါ့ဒါလည်းသူဆုံးဖြတ်ချက်သူရွေးတဲ့ပညာရနယ်ပယ်အရာဒီပညာမျိုးဟာပညာမြင့်ပြီးမှကိုအလုပ်ထဲကိုဝင်တာရတယ်ဆိုတာကြောင့်ဝင်တာဖြစ်ပါလိမ့်မယ်သူနည်းသူဟန်မှန်ပါတယ်နောက်ထပ်လူငယ်တစ်ယောက်ကကျတော့ပညာလဲတက်မယ်အလုပ်လဲလုပ်မယ်နော်ဥပမာအလုပ်လုပ်တယ်တစ်ဖက်ကညနေပိုင်း evening diploma တွေတက်မယ်စနေတနင်္ဂနွေ diploma တွေတက်မယ်မဆရာတို့ကျောင်းမှာဆိုရင်တင်နန်းသား300လောက်ရှိတဲ့အနက်မှာစနေတနင်္ဂနွေနဲ့ညနေပိုင်းဒီ5 6ကနေ8ထိတင်တဲ့အတန်းတွေကိုလာတက်ရင်းနဲ့အလုပ်လုပ်နေတဲ့လူက 75% လောက်ပါတယ်ဒါကလည်းအုပ်စုတစုနောက်ထပ်အုပ်စုတစုကကြတော့အလုပ်တွေလုပ်မယ်လုပ်ပြီးတော့မှတော်တော်လေးလုပ်တဲ့နေ့များပြီဆိုတော့မှဘွဲ့လွန်အတတ်ပညာတစ်ခုကိုထကောက်တက်မယ်ဆိုတဲ့တတိယအုပ်စုပေါ့အဲ့ဒီအုပ်စုကလည်းသူနည်းသူဟန်နဲ့မှန်လိမ့်မယ်ဘယ်လိုအခြေအနေမျိုးမှာမှန်မလဲဆိုတော့သူတက်မဲ့မာစတာသည်မြည်သည့်ယာဒူးတွင်အနှိမ့်ဆုံးလုပ်တဲ့3နှစ်ရှိရမည်လို့သတ်မှတ်ချက်ပါနေလို့ကို तू ကအဲ့ဒီတက္ကသိုလ်မှအဲ့ဒီတက္ကသိုလ်တခြားတက္ကသိုလ်ဆိုမတက်ချင်ဘူးဆိုပါစို့မန်ချက်စတာအမမမှာလဲ Leeds မှာလဲပေးနေတယ်Edinburgh မှာလဲပေးနေတယ် तू ကမရအောင်အဲ့ဒါပဲတက်ချင်တယ်ဆိုရင်အစင်းမြင့်ပညာသင်ကြားပေးမဲ့တက္ကသိုလ်ရဲ့သတ်မှတ်ချက်ကိုကဤလောက်တဲ့နှစ်နဲ့ဤယာဒူးရှိမှလာပါလို့ပြောခဲ့ရင်တော့
လုတ်တဲ့အရင်ယူပြီးယာဒူးအဆင့်တစ်ဆင့်ရအောင်စူးစမ်းတဲ့လူငယ်ဟာသူ့လမ်းကြောင်းမှာသူမှန်နေတယ်အဲ့တော့ဆိုလိုတာဒီ၃ခုမှာဘယ်တစ်ခုပဲမှန်နေဆိုတာမရှိဘူးသမီးနော်ဘယ်မေဂျာလဲဘယ်ပညာရပ်နယ်ပဲလဲအဲ့ဒီပေါ်မှာမူတည်တယ်လက်ခံတဲ့တက္ကသိုလ်ပေါ်မူတည်တယ်အချို့တက္ကသိုလ်တွေကလုတ်တက်မတောင်းဒါဆိုရင် तू လုတ်တက်မတောင်းရင်ကိုလည်းလုတ်တက်မရှိဘူးမလားကိုရှောက်မှာပေါ့လုတ်တက်တောင်းတဲ့တက္ကသိုလ်ကိုမှရှောက်ချင်တယ်ဆိုရင်တော့မှတပါအခြားမရှိဘူးလုတ်တက်ရအောင်ကိုယူရတယ်အဲ့ဒါနင်ကလုတ်တက်အရင်ဝင်နေလို့နင်မားတယ်ငါတို့လိုမျိုးလုတ်တက်မယူပဲတက္ကသိုလ်မာစတာတန်းတက်တာကောင်းတယ်လို့ကို့လားဟိုအပြစ်တင်လို့မရပါဘူးသမီးနော် ဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါ ရုံးမြင့်တန်ကြားကြီးပြည်သက်များခင်ဗျာအခုဒီနေ့တင်ဆက်ပေးခဲ့တဲ့ Intellectual Talk အစီအစဉ်ကနေနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လူစွမ်းအားအရင်းမြစ်ကဏ္ဍရဲ့အရေးပါမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ MHR ဆရာဦးဝေးကျော်ကကျွန်တော်တို့အတွက်တကယ့်ကိုလုပ်ငန်းခွင်ထဲမှာထိရောက်တဲ့အကျိုးများစေမဲ့ဗဟုသုတအကြောင်းအရာတွေကိုတကယ့်ကိုစိတ်ဝင်စားဆွေးနွေးပြီးတော့ပြောပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဆရာပြောပြခဲ့တဲ့အကြောင်းအရာတွေကကျွန်တော်တို့အတွက်အားလုံးအတွက်ဗဟုသုတရရှိစေမဲ့အကျိုးများစေမဲ့အဓိကအကြောင်းအရာတွေလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့ Intellectual Talk အစီအစဉ်ကနေ MHR ဆရာဦးဝေးကျော်ကကျွန်တော်တို့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆွေးနွေးပြောပြသွားတယ်လို့ပဲနောက်ထပ်တင်ဆက်ပေးဦးမဲ့ Intellectual Talk အစီအစဉ်မှာပညာရှင်မျိုးမျိုးကခေါင်းစဉ်မျိုးမျိုးနဲ့လာရောက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးဦးမှာပါဒါဆိုရင်နောက်တစ်ပတ်အစီအစဉ်တွေမှာဘယ်လိုမျိုးအကြောင်းအရာတွေကိုကျွန်တော်တို့စိတ်ဝင်စားနဲ့နားထောင်ရမယ်ဆိုတာစောင့်မျှော်ပြီးတော့အားပေးနိုင်ပါတယ်ဒီနေ့ Intellectual Talk အစီအစဉ်ကနေပြီးတော့အားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ